Welcome guys အားလုံးပဲမင်္ဂလာပါ MU မှာကြိုဆိုပါရစေဒီနေ့မှာကျွန်တော်က Stretcher အသင်းကိုမှကြည့်ရတာရှည်လုံးတဲ့လူတွေအတွက်ဒီနေ့ကျွန်တော်အစအဆုံး recap လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုအစီအစဉ်လေးစလိုက်ကြရအောင်ဇလိုင်းအစမှာ Elvin က Heron ကိုတိုက်ထောက်ပေါ်သွား Hawking အဖွဲ့သားနေတဲ့သူဂျောင်းနကြီးတဲ့ကိုဆင်းသွားခဲ့ပါတယ်တိုင်ဘက်ကသူတို့ဘက်မှာမတာခဲ့ပေမဲ့အဖွဲ့သားတွေကဟင်ရီကိုအနိုင်ရရှိခဲ့ပြီး11ကသူ့ကိုနေရာမှာကထားနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျော့ကဟယ်ရီရဲ့ဦးကောင်ကိုဖျက်ချပြီးတဲ့နောက်ဆုံးလက်ချက်နဲ့ပဲအဆုံးသတ်ပေးလိုက်ပါတယ်။ကဘာကြီးကိုကဲသိမ်းတိုင်းပြီးမော်ရီနဲ့ဟော်ရိုကအဆိုင်တောင်ကဘာကြီးကိုထူချဖို့ဘုံဘုံမှာအချိန်မဆက်ကြီးကိုတက်လိုက်ပြီးအားလုံးကုန်တင်ကားဖို့တက်လာခဲ့ပါတယ်။ဒါပေမဲ့ဟော့ကင်းညိုတွေကိုကြံလာတဲ့အချိန်မှာတော့ဒေါက်တာကင်းနဲ့သူမရဲ့စစ်တပ်တွေကတက်ခတ်လာပြီးအဖွဲ့သားတွေကိုဝါဖိုင်းပါတော့တယ်။ရုံးဝဲဆန်ကနေထိနေတဲ့အချိန်မှာအလဲဘက်ကအဆက်ဒေါင်းတွေကနေဂိတ်ပေါက်ကိုကြံဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မိုက်ကသူမနောက်ကိုလိုက်ဖို့ကြိုးစားခဲ့ပေမဲ့အဆောက်ကတားဆီးလိုက်တဲ့အတွက်ကြောင့်နေဒီမော်ကိုလဲကျသွားခဲ့ပါတယ်။အဲဒီနောက်မှာမိုက်က11ရှိရာနေနီတွေကိုချက်ချင်းရောက်သွားခဲ့ပါတယ်။အချိန်မနောက်ခင်အပြင်ကိုကျထွက်လာဖို့မိုက်ကတောင်းပန်ခဲ့ပေမဲ့11ကသူမဒီမှာရှိနေသူဒါတွေကရက်တက်မှာမဟုတ်ဘူးလို့လည်းပြောခဲ့လိုက်ပါတယ်။သူမကိုကောင်းကောင်းမဆက်ဆံခဲ့ပြီးစစ်မှန်တဲ့တန်ရုံးစင်တွေချကြခဲ့တဲ့တငယ်ချင်းတွေကိုကျေးဇူးတင်စကားတွေလည်းပါလိုက်ပါတယ်။အလဲဘက်ကမိုက်ကိုအငြင်းနဲ့ချစ်နေပါလို့ပြောနေရင်းနဲ့သူတို့နဲ့ဦးနန်းရှောင်းရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်။မိုက်တီယောက်လူလောကတွေကိုပြန်လည်ရောက်ရှိလာပါတဲ့အချိန်မှာတော့ဒါကတငယ်ချင်းတွေအတွက်အရေးနာခြင်းစရာကောင်းတဲ့အခိုက်အတန့်ကြီးဖြစ်ခဲ့တယ်လို့ဟော်ဘာအတွက်ကလည်းတမီးချစ်သူကြောက်သွားခဲ့တာကိုကြည့်ပြီးစိတ်ကြွခဲ့ကြပါတယ်။စကြတဲ့ season 5ရဲ့ဇာတ်တိုင်းရဲ့မှာတော့ចောင်းစစ်ပွဲအခမ်းအနားဒီကိုညင်သွေးရမှာပါလူကမတ်ကိုလှလှပပနိုင်ရှုံနေတာကိုအေဝီကာကရှုပ်ပွားတဲ့အမူအရာနဲ့ကြည့်နေပါတယ်ဒေါကင်ကသူ့အမေတက်ဖို့ရပြီးချိန်မှာတော့ပြောင်းရနေပေမဲ့အမေထေတို့ကတော့လေးဝမ်းနေပါတယ်ဒစတင်ကတော့သူ့စစ်ကိုဖုန်ခဏဆက်နေမှာပါလို့လည်းအားပေးခဲ့ပါတယ်ဝယ်ရလေးသူ့အမေဟော်ပါနဲ့သူဓပုံရဖို့ပြင်ဆင်ခဲ့ပြီးဂျန်နတန်ကဓပုံရပြီးနေပါတယ်အဲ့ဒီချိန်မှာကာရန်ကမိုက်ရောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝယ်ရအမေစီကိုဖောင်းဆက်လာပါတယ်မိုက်ကတော့11တိတ်ဆုံးသွားတာကိုအခုထိလက်မခံနိုင်သေးပဲတယောက်လေးထိုင်နေခဲ့ပါတယ်ဟော်ဘာကသူ့ကိုလိုက်ရှာတဲ့အခါမှာတော့မိုက်ကဝက်ကက်ကိုတက်ပြီး11နဲ့သူဘယ်သူမှရှာမတွေ့နိုင်တဲ့အဝေးသက်နေရာကိုထွက်သွားဖို့စီစဉ်ထားခဲ့လို့ပြောလာပါတယ်ဟော်ဘာကချစ်ချက်နေတာတွေကမဟီရဲ့ကြည့်တင်မဟုတ်ဘူးကြောင်းနဲ့86လမ်းဖို့အပိတ်နေခဲ့ပါတယ်ဒါမှသာ11နဲ့ကြော်ရှင်ရဖြစ်မှာပါနောက်ဆုံးမှာတော့မိုက်ကကြောင်စဲဘက်ကိုတက်ရောက်ခဲ့ပြီးသူ့မိကလည်းအရန်ကုန်ကျူကြောင်းပြေကျော်ခဲ့ပါတယ်ဒစတင်ကစီပေါ်မှာအမလ်တီယာစကားတွေကိုကြောကြားနေနေပဲစထရေဂျာတင်းရဲ့ဇလန်ဒကြီးကနောက်ဆုံးမှာပဲပြေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။